ညတိုင်းမှာတထေးကြီးကအင်ချီရမယ့်အမျိုးသမီးတူဦးနဲ့တူအိတ်လေးရှိပါတယ်။သူနဲ့တူအိတ်တိုင်းအဲ့ဒီအမျိုးသမီးဟာကိုဝင်ရသွားလေးရှိပါတယ်။သူမရဲ့ကလေးတွေဟာမွေးချင်းမှာပဲသူမစီကနေအယူခံလိုက်ရပါတယ်။ပြီးတော့လီနာဟာဘာတစ်ခုမှမသိပဲလမ်းမတွေပေါ်ကိုပြန်သွားခဲ့ပါတယ်။ဒီလိုမျိုး၃ချိန်တိုင်ဖြစ်ခဲ့ပြီးကလေး၃ယောက်ရခဲ့ပါတယ်။ပြီးတော့လီနာဟာသူမရဲ့ကလေးတွေဆိုတာဘယ်တုန်းကမှမသိခဲ့ပါဘူး။အဲ့ဒီညမှာနောက်ထပ်ကလေးတယောက်အယူခံရပြီးနောက်လီနာဟာသူမအမြဲနယ်လေးရှိတဲ့စွန့်ပစ်ထားတဲ့ကိုရောင်ဟောင်းစီကိုပြန်သွားခဲ့ပါတယ်။ပင်ပန်းနွမ်းနယ်နေတာမလို့လီနာဟာကျမ်းပြင်ပေါ်ကမို့ရအဟောင်းပေါ်မှာအိပ်ပျော်သွားခဲ့ပါတယ်။မနက်စောစောအချိန်မှာအမျိုးသားတယောက်ကနာမည်တစ်ခုခေါ်နေတဲ့အတန်ကြောင့်သူမနိုးလာပါတယ်။လီနာသမီးလေးသမီးဘက်မှာလဲအဲ့ဒီအတန်ကရင်းနှီးနေတဲ့အရှိပေမဲ့ဘယ်ကနေလာမှန်းလီနာမသိခဲ့ပါဘူး။သူမထပြီးစက်ပြင်ဝက်ရှော့ရှိကိုသွားခဲ့ပါတယ်။အဲ့ဒီမှာအမျိုးသားတယောက်ကောင်းကြီးငုံပြီးလက်ထဲမှာပိုစတာတစ်ခုကိုင်းကမြေကြီးပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ဟယ်လိုအစင်ပြေရက်လားလို့သူမကမေးလိုက်ပါတယ်။အဲ့ဒီအခါမျိုးသားကကောင်းမော့ကြည့်လိုက်ပြီးသူ့မျက်လုံးတွေပြူးကျဲသွားခဲ့ပါတယ်။သူငိုချလိုက်ပြီးသမီးလေးလို့ပြောခဲ့ပါတယ်။လီနာငြိမ်သက်စွာရပ်နေခဲ့ပါတယ်။မျက်ရည်တွေနဲ့အဲ့ဒီမျိုးသားကဆက်ပြောပါတယ်။အဖေလေးသမီးလေးသမီးရဲ့အဖေလေးအဲ့လိုပြောပြီးတော့သူကသူ့ဖုန်းထဲကလီနာအရင်တော့ရိုက်ထားခဲ့တဲ့တပ်ပုံတွေကိုပြခဲ့ပါတယ်။လီနာကပါတခုမှမမှတ်မိခဲ့ပေမဲ့သူမရှင်တဲ့အနက်ရှိုင်းဆုံးနေရာကတစ်ခုခုကိုခန်းစားလိုက်ရပြီးစတင်ငိုကြွေးခဲ့ပါတယ်။ဘာကြောင့်မှမသိပဲသူမရဲ့ဖခင်ကသူမကိုအိမ်ခေါ်သွားခဲ့ပါတယ်။သူတို့ရောက်သွားတဲ့အခါအရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ဘရန်တာဟာသူမရဲ့သမီးနဲ့တူတူဆိုဖာပေါ်မှာထိုင်နေခဲ့ပါတယ်။ဒါပေမဲ့လီနာကိုမြင်လိုက်တဲ့အချိန်မှာပဲသူမရဲ့မျက်လုံးတွေပြူးကျဲသွားခဲ့ပါတယ်။ဘရန်တာကအော်ဟစ်လိုက်ပြီးရုတ်တရက်တုံရင်လာပါတယ်။သူမဟာသူမရဲ့ကိုယ်ပိုင်ဝတ်စားတွေကိုစုပ်ဖြဲစပင်းတွေကိုဆွဲဆောင်ပြီးဘသူမှနားမလည်နိုင်တဲ့စကားတွေကိုစပြီးပြောနေခဲ့ပါတယ်။မိနစ်ပိုင်းအတွင်းမှာပဲဘရန်တာဟာရိုးသွတ်သွားခဲ့ပါတယ်။ရတရားစရာတတိပေးခဲ့တာတွေအားလုံးတကယ်ဖြစ်လာခဲ့ပါတယ်။ဘရန်တာရိုးသွတ်သွားချိန်မှာတော့လီနာဟာသူမကိုသူမပြန်လဲရှာတွေးခဲ့ပါတယ်။ဘာတွေဖြစ်ခဲ့မှန်းနားမလည်နိုင်ပဲလီနာဟာဒူးထောက်ကျသွားပါတယ်။ပြီးတော့ငိုကြွေးနေရင်သူမရဲ့ခန္ဓာကိုယ်နဲ့ဝတ်စားတွေကိုကြည့်နေပါတယ်။သူမရဲ့ဖခင်ကလည်းဒူးထောက်လိုက်ပြီးသူ့ရဲ့သမီးကိုပြန်ခေါ်ဆောင်ပေးတဲ့အတွက်ဘုရားသခင်ကိုကျေးဇူးတင်ခဲ့ပါတယ်။ဘရန်တာဟာထွက်ပြေးသွားခဲ့ပြီးသူမကိုဘယ်တော့မှထပ်မတွေ့ရတော့ပါဘူး။လီနာမှာသူမပျောက်ဆုံးနေခဲ့တဲ့နှစ်တွေနဲ့ပတ်သက်ပြီးရှင်းလင်းတဲ့မှတ်ဉာဏ်တွေမရှိခဲ့ပါဘူး။သူမအနှင်းငယ်သာမှတ်မိခဲ့ပါတယ်။လာအနှင်းငယ်ကြားပြီးတဲ့နောက်မှာတော့လီနာဟာမြို့ရဲကဆေးဆိုင်တစ်ခုမှအလုပ်တစ်ခုရခဲ့ပါတယ်။နေ့လည်ခင်းတစ်ခုမှာသူမကကွန်ပျူတာပေါ်ကဆင်းစရာတစ်ခုကိုဖွင့်နေတော့ဆေးဆိုင်တကားပွင့်လာပါတယ်။အဲ့ဒါကတော့တေးသက်လှပတဲ့ဝတ်စုံနဲ့အမျိုးသားတယောက်သူမစီကိုရှောက်လာခဲ့ပါတယ်။ကျေးဇူးပြုပြီးကလေးတိုက်ပါ3ထုတ်လောက်ပေးပါ။အဲ့ဒီအတန်ကိုလီနာရင်းနှီးနေခဲ့ပါတယ်။သူမမှော်ကြည့်လိုက်တဲ့အချိန်မှာသူမရဲ့နှလုံးသားရက်တက်မတက်ဖြစ်သွားပါတယ်။အဲ့ဒါသူ့ပါပဲ။တထေးကြီးသောမတ်စ်ပါ။သူ့ရဲ့မျက်နှာကသူမရင်ထဲတစ်ခုခုကိုနိုးထစေခဲ့ပါတယ်။သူမရှင်းပြလို့မရတဲ့မှတ်ဉာဏ်တစ်ခုပါ။သူမသူ့မျက်လုံးတွေကိုစိုက်ကြည့်နေခဲ့ပါတယ်။တထေးကြီးကလည်းပြန်စိုက်ကြည့်ခဲ့ပြီးအဲ့ဒါကလီနာမန်သိလိုက်ရတဲ့အခါသူ့မျက်လုံးတွေပြူးကျဲသွားခဲ့ပါတယ်။သူ့စကားတွေထစ်အားလာပြီးထားလိုက်ပါတော့ငါသွားရတော့မယ်။နောက်ကျနေပြီလို့ပြောရင်အမြန်ထွက်ပြေးသွားခဲ့ပါတယ်။သူ့ရဲ့ထိတ်လန့်နေတာကိုလီနာတတိထားမိလိုက်ပါတယ်။အမဲလိုက်ပွဲစတင်နေပြီဆိုတာကိုလီနာဟာမိတ်သွားသလိုဟန်ဆောင်ခဲ့တယ်။ခုနထွက်သွားတဲ့လူတိလားလို့သူမရဲ့လုပ်ဖော်ကိုင်ဖက်ကိုမေးခဲ့ပါတယ်။အော်တိတာပေါ့။အဲ့ဒါမစ္စတာသောမတ်စ်လေသူတီကိုအမြဲလာတယ်လို့လုပ်ဖော်ကိုင်ဖက်ကပြန်ဖြေပါတယ်။လီနာကကွန်ပျူတာထဲမှာသောမတ်စ်ရဲ့လိပ်စာကိုရှာကြည့်ခဲ့ပါတယ်။ကန်ကောင်းသွားပြီးသောမတ်စ်ရဲ့လိပ်စာကိုတွေ့သွားပါတယ်။ရက်တပတ်တွေတော်တော်ကြာတဲ့အထိလီနာကသောမတ်စ်ကိုစောင့်ကြည့်ခဲ့ပါတယ်။အိမ်နီးချင်းတွေကိုမေးမြန်းခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူမနောက်ထပ်အချက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကတော့စက်ပြင်စရာပါပဲ။လီနာဟာအဲ့ဒီဆိုင်ကိုသွားခဲ့ပါတယ်။စက်ပြင်စရာကသူမကိုချက်ချင်းမှတ်မိသွားပြီးမျက်နှာဖြူဖြော့သွားခဲ့တယ်။အမှန်တမ်းပြောစမ်းပါဒီမှာငါ့ကိုဘာတွေလုပ်ခဲ့ကြတာလဲစက်ပြင်စရာကတွန်းဆုပ်နေခဲ့ပေမဲ့အပြစ်ရှိစိတ်ရဝန်ထက်ဝန်ပိုးကအရန်ကိုကြီးမားနေခဲ့ပါတယ်ကျွန်တော်ကအမိတ်ကိုနာခံရုံပါပဲခမ ्या ကလေးမွေးခါနဲ့ဖုန်းဆက်ဖို့ तू ကကျွန်တော်ကိုခိုင်းထားခဲ့တာပါကျန်တာကျွန်တော်ဘာမှမသိပါဘူးဒီစကားကိုကြားတော့လီနာအေးခဲသွားခဲ့ပါတယ်ကလေးမွေးတယ်3ချိန်တန်းနိုင်ပါပဲလို့စက်ပြင်စရာကဝန်ခံခဲ့ပါတယ်သူမမျက်နှာပေါ်မျက်ရည်တွေကျဆင်းလာခဲ့တယ်ကလေး3ယောက်အဲ့ဒီ3ယောက်လုံးကိုသူအကုန်လုံးယူသွားခဲ့တာဗျခမ ्या ပယ်တော့မှတိမှာမဟုတ်ဘူး
လီနာကသူမရဲ့ပိုက်ကိုငုံကြည့်လိုက်တော့ခွဲမွေးထားတဲ့အမာရုပ်ကိုတွေးလိုက်ရပါတယ်။ငါစိတ်တွေယူးတို့ပျောက်ဆုံးနေချိန်မှတော့သူတို့တွေငါခန္ဓာကိုလှုပ်ချင်တယ်လို့လှုပ်ခဲ့တာပဲ။အဲ့ဒီညမှာလီနာဟာရဲကိုဖုန်းဆက်ပြီးသောမတ်ရဲ့အိမ်ကြီးစီကိုသွားခဲ့ပါတယ်။သောမတ်ကသူ့မိန်းမကလော်ရီယာနဲ့ကလေး၃ယောက်တို့နဲ့တူတူညစာစားနေခဲ့ပါတယ်။လီနာတကားကိုခောက်လိုက်တယ်။သောမတ်တကားဖွင့်လိုက်ပြီးသူမကိုမြင်လိုက်ရချိန်မှာသူ့မျက်နှာကအကြောက်တရားတွေနဲ့ပြည့်ယွင်းသွားခဲ့ပါတယ်။ငါကလေးတွေကိုငါလိုချင်တယ်။ဒီအတန်ကြားတော့ကလိုရီယာဟာသူ့အနောက်ကနေထွက်လာပါတယ်။ဒီမိန်းမကပါရီလာပြောနေရလဲဘာတူလဲ။ဒါပေမဲ့လီနာကအထဲဝင်သွားပြီးသူမရဲ့မျက်လုံးတွေကကလေးတွေကိုတွေ့သွားခဲ့ပါတယ်။ရှင်းလင်းတဲ့မှတ်ဉာဏ်မရှိရင်တောင်မှသူမရဲ့နှလုံးသားကသူတို့ကိုမှတ်မိနေခဲ့ပါတယ်။ဒါတွေကငါကလေးတွေပဲ။ तू ကငါယူနေတော့ငါ့ကိုအသုံးချခဲ့တယ်။ငါ့ကို၃ချိန်တိုင်းကိုဝင်ရစေခဲ့ပြီးငါကလေးတွေကိုခိုးယူသွားခဲ့တာပဲ။ဒီစကားကိုကြားလိုက်ရတဲ့ကလော်ရီယာဟာသောမတ်ကိုထိတ်လန့်တကြားနဲ့ကြည့်လိုက်ပါတယ်။ဒါတကယ်ပဲလား။ရှင်ကကလေးမွေးစားတဲ့အစီအစဉ်လို့ပြောခဲ့တာလေ။ဒါဘလို့ဖြစ်တာလဲ။သောမတ်ကညှင်းဆန်ဖို့ကြိုးစားရင်နောက်ဆုတ်သွားခဲ့ပါတယ်။ပြီးတော့ငါအမွေစက်ခံမဲ့သူတွေလိုခဲ့တာပါကွာ။အဲ့ဒါကြောင့်အခုလို့လှုပ်ရတာပါ။ဒါပေမဲ့ရဲတွေရောက်လာတဲ့အခါသောမတ်ကိုလက်ထိတ်ခတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ကလော်ရီယာကလီနာကိုပြောခဲ့ပါတယ်။ငါတီဖြစ်ဆိုးတွေမသိခဲ့ပါဘူး။နင်ကလေးတွေကိုပြန်ရတတ်ပါတယ်